ဒီဗီဒီယိုထဲမှာတော့ ECG မှာ rhythm ကိုဘယ်လိုကြည့်မလဲဆိုတာကိုပြောပြသွားပါမယ် rhythm နဲ့ပတ်သက်ရင်တော့ file တွေကနှစ်ခုတည်းရှိပါတယ် regular လား irregular လားပေါ့နော် pacemaker ဖြစ်တဲ့ SC nerve ထုတ်လိုက်တဲ့ action potential တွေအတိုင်းသာနှလုံးကပုံမှန်လိုက်ပြီးတော့ခုန်မယ်ဆိုရင်စီးကျကြကြနဲ့ rhythm မှန်နေမှာပါဒီလို rhythm မှန်နေခဲ့ရင်ဘယ်လို file မျိုးတွေ့ရမလဲpulse ဆိုရင်တော့ pulse တစ်ခုနဲ့တစ်ခုနဲ့ကြားမှာအချိန်တူနေမှာပါ ECG မှာတော့ ventricular depolarization ကိုကိုစားပြုတဲ့ QRS complex ကိုကြည့်ရပါတယ်rhythm မှန်နေရင် QRS complex တစ်ခုနဲ့တစ်ခုနဲ့ကြားအချိန်ဟာတူရပါမယ် ECG paper ပေါ်မှာတော့QRS တစ်ခုနဲ့တစ်ခုနဲ့ကြားအကွာအဝေးကိုကြည့်ပါတယ်အဲ့ဒါတူနေခဲ့ရင် rhythm ကမှန်ပါတယ် rhythm ကြည့်ဖို့အတွက်အကောင်းဆုံး ECG lead ကတော့ lead 2ပါအဲ့ဒါကြောင့် lead 2ကိုရှေ့ကြီးဆွဲပြီးတော့ကျွန်တော်တို့က rhythm strip အနေနဲ့ကြည့်ကြပါတယ် okay အခုဒီပုံကြည့်အောင်ဒီပုံမှာဆိုရင်ကျွန်တော်တို့ rhythm strip ကိုကြည့်မယ်ပေါ့နော်အဲ့ဒီ rhythm strip မှာ QRS တစ်ခုနဲ့တစ်ခုကြားအကွာအဝေးကြည့်မယ် QRS ဆိုပေမဲ့ကျွန်တော်တို့ R wave ကိုပဲကြည့်ရပါအဲ့တော့ R wave ထိတ်တစ်ခုနဲ့တစ်ခုကြားအကွာအဝေးပေါ့နော်ဒါလေးကိုတစ်ချက်တိုင်းကြည့်မယ်ဒီမှာဆိုရင် square အကြီးလေးဒီမှာ၄ခုရှိရယ်၄ခုအပြင်နောက်ထပ် square အသေးလေးက2ခုပေါ့နော်အဲ့လိုမျိုးပုံနေရယ် okay အဲ့ဆိုရင် square ကြီး4ခုရယ်အသေးလေး2ခုရယ်ဒီမှာကြည့်မယ်ဒီမှာဆိုရင်လည်း square ကြီး4ခုဒီမှာအသေးက2ခု3ခုလောက်ဖြစ်နေရပေါ့နော် okay ဒီမှာ square ကြီး4ခုဒီမှာ1ခုပေါ့နော်အဲ့ကြည့်လိုက်ရင် rhythm လေးကအကြမ်းမြင်တူနေတယ်အဲ့တော့ rhythm မှန်တယ်လို့ပြောလို့ရတာပေါ့နော်အဲ့ဆိုရင်မမှန်တဲ့ case ကြည့်မယ်အဲ့ကျွန်တော် clinical မှာခဏမြင်နေကြပါတော့ AF ပေါ့နော် okay ည AF ရဲ့ rhythm strip နောက် AF ဆိုတော့ P wave လည်းလောကမရှိဘူးသူ့ rhythm strip မှာကြည့်လိုက်ရင်ဒီနှစ်ခုကြာအကွာပြီပေါ့နော်ဒီနားလေးတွေအတိုင်းကြည့်မယ်ဒီမှာဆိုရင်1နဲ့3ဒီ square အကြီးက3ခုရှိတယ်ပြီးတော့ဒီမှာ square အသေးကဒီမှာ2ခုရယ်ဒီမှာ2ခုရယ်ဆိုတော့ဒါအကြီး3ခုအသေး2ခုပေါ့နော်4ခုအကြီး3ခုအသေး4ခုအဲ့တော့ဒီမှာအကြီး3ခုရယ်အသေးလေးက3ခုရှိတယ်ဒီမှာကျအကြီး square အကြီး4ခုနီးပါးလောက်ရှိတော့เนาะဒါပြောင်းလဲတာမြင်တယ်ဒီနားမှာဆိုလည်းဒါစိတ်သွားเนาะ4ခုတော့မရှိတော့2ခုပဲကျန်တော့အဲ့တော့ဒါကကြတော့ကြည့်လိုက်တာ ਨੇ တိတာတယ် irregular rhythm နဲ့တန်းတိရပေါ့နော် okay အဲ့ဒီဆိုရင်ဒီမှာ square တွေလိုက်ကြည့်နေရတယ်ပြင်မဲနေအဲ့တော့မကြည့်ဘဲနဲ့တိလို့ရတဲ့နည်းလမ်းရောရှိဘူးလားဆိုတော့ရှိတယ်အဲ့ဒါကကျွန်တော်စာရွက်တစ်ရွက်အပူလေးတစ်ခုလိုရပေါ့နော်စာရွက်အပူလေးယူလိုက်အဲ့ဒါလေးဒီစာရွက်လေးကိုဒီ ECG နားမှာချပြီးတော့ကျွန်တော်ဗာလုပ်မလဲဆိုတော့ဒီလိုလေးမှတ်လိုက်ပေါ့ဒီနားအဝေးထိတ်ကအကွာဝေးဒါလေးရယ်ဒီအဝေးထိတ်ရဲ့အကွာဝေးကြလေးရယ်ဒါလေးမှတ်လိုက်ပြီးတော့ဘာလုပ်လဲဆိုတော့ ECG ကိုရွှေ့ပြီးတော့ကြည့်ပေါ့အဲ့မျိုးဆိုရင်ကျွန်တော်တို့သိမယ်ပေါ့နော် okay အဲ့ဆိုရင်ရွှေ့ကြည့်အောင် okay ဒါကအဝေးတစ်ခုကြာကွာပြီပေါ့နော်ပြီးတော့ဒါလေးရွှေ့ကြည့်လိုက်ရွှေ့ကြည့်လိုက်okay ရွှေ့ကြည့်လိုက် okay တူတယ်မတူလားတိတ်မကွာဘူးပေါ့နော်တူတယ်တူတယ်okay တူတယ်အဲ့တော့ဒီ rhythm straight လေးက regular rhythm ပါလို့ကျွန်တော်တို့ပြောလို့ရသွားပါပေါ့နော် okay ဒီနီးလန်းလေးကတော့ square တွေကိုလိုက်မကြည့်ခြင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီလိုအလွယ်သုံးလို့ရပါတယ် okay ချုပ်ပြီးပြန်ပြောရင်တော့ rhythm က regular rhythm ရှိတယ် regular rhythm ရှိတယ်အဲ့ဒါက R wave နှစ်ခုကြားအကွာဝေးကိုကြည့်မယ်ဒါကို rhythm strip မှာကြည့်နိုင်တယ်ပေါ့နော်ဒီလောက်ဆိုရင်rhythm နဲ့ပတ်သက်လို့ဒေတာလေးနားလည်သွားပြီလို့ထင်ပါတယ်အကျိုးရှိရင်မိတ်ဆွေတွေလည်းသိသွားအောင်share ပေးလို့ရပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါခင်ဗျာ